ကစားသမားဘဝတစ်လျှောက်လုံး United အသင်းတစ်သင်းထဲမှာပဲတစ္ဆာရှိရှိကစားခဲ့သူ One Club Legend Ryan Giggs အားလုံးပဲမင်္ဂလာပါ United fan တွေအတွက်ခဏဆောင်ကတည်းကနေ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့ Game Time Group ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကစားသမားဘဝတစ်လျှောက်လုံး United အသင်းတစ်သင်းထဲမှာပဲတစ္ဆာရှိရှိကစားခဲ့သူ One Club Legend Ryan Giggs ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးတော့မှာပါOne Club မှာ One Club Legend ဆိုတာဘာလဲမေးရင်အလွယ်ပြောရရင်တော့ဘောလုံးလောကမှာကစားသမားဘဝတစ်လျှောက်လုံး Club အသင်းတစ်သင်းထဲမှာပဲတစ္ဆာရှိရှိကစားပေးတဲ့သူကိုဆိုလိုတာပါဘောလုံးသမိုင်းမှာလည်းဒီလိုမျိုး Club အသင်းတစ်သင်းတွေကိုပဲတစ္ဆာရှိရှိကစားခဲ့ကြတဲ့ One Club Man တွေအများကြီးရှိကြပါတယ်One Club Man တွေအကြောင်းပြောရင်ထိတ်ဆုံးကနေထည့်သွင်းပြောဆိုရမယ့်ကစားသမားကတော့ Manchester United အသင်းရဲ့ Will Towman ကစားသမား Ryan Giggs ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Ryan Giggs ရဲ့အကြောင်းကိုပရိသတ်တွေအတွက်တင်ဆက်ပေးတော့မှာပါRyan Giggs ကတော့ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတွေထဲကတဦးဖြစ်ပြီးတော့ကစားသမားဘဝတစ်လျှောက်လုံး Manchester United အသင်းမှာပဲပေးဆက်ကစားခဲ့သူပါ။ Giggs ကစားသမားဘဝကို Manchester United အသင်းနဲ့ပဲစတင်ပြီးတော့ Manchester United အသင်းမှာပဲပြီးဆုံးခဲ့တာပါ။ Giggs ကတော့ Manchester United ကွင်းလယ်လူအဖြစ်အသင်းမှာ24နှစ်ကြာကစားခဲ့ပြီးတော့တရင်းနှစ်အတွက်963ပွဲထိကစားခဲ့တာပါ။ Giggs ကတော့ Premier League မှာ22ရာသီဆက်တိုက်ကစားနိုင်ခဲ့တာပါ။ Premier League သမိုင်းတစ်လျှောက်ဒီလိုကစားနိုင်ခဲ့တဲ့ကစားသမား2ဦးပဲရှိပါတယ်တဦးကတော့ Giggs ဖြစ်ပြီးတော့နောက်တဦးကတော့ James Milner ပါ Giggs ကတော့ Premier League 22ရာသီဆက်ကစားခဲ့တယ်လို့21ရာသီဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ထားခဲ့တာပါဒါကိုကြည့်ရင်ပဲ Giggs ရဲ့ခြေစွမ်းတည်ငြိမ်မှုတွေစ조사မှုတွေကိုအထင်သာမြင်တွေ့နိုင်ပါတယ်Manchester United အသင်းမှာကစားနေတဲ့တော်တွင် Giggs ဟာ Premier League ဖလား73ကြိမ် Champions League 2ကြိမ် FA ဖလား4ကြိမ်အရင်က League ဖလားအခု Carabao ဖလား4ကြိမ်အပါအဝင်စုဖလား34ကြိမ်ထိရရှိထားခဲ့တာပါဒီစုဖလားအောင်မြင်မှုတွေကိုကြည့်ရင် Giggs ဟာ Manchester United အသင်းရဲ့အောင်မြင်မှုတွေမှာအဓိကအရေးပါတဲ့ကစားသမားတဦးဖြစ်ခဲ့တာကိုသိနိုင်ပါတယ်Giggs ရဲ့ကစားသမားဘဝအစပိုင်းကတော့ပြင်းပြင်းနဲ့တောင်ပန်ကစားသမားတဦးအဖြစ်1990ခုနှစ်မှာစတင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့လုံအားနှုံးထက်အုံနောက်နဲ့ scale ကိုသုံးပြီးကစားတဲ့ကွင်းလယ်ကစားသမားတဦးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ Sir Alex Ferguson ရဲ့လက်အောက်အောင်မြင်ဆုံးကာလတွေမှာ Giggs ကအရေးပါတဲ့ကစားသမားတဦးအဖြစ်ခြေစွမ်းပြခဲ့တာပါ။ကစားသမားဘက်ကလည်း club အသင်းကိုအရန်ချစ်မြတ်လို့သလို Giggs ရဲ့မြန်ဆန်ထိရောက်တဲ့ကစားဟန်ကလည်းပရိသတ်တွေရဲ့စိတ်ကြိုက်ကစားသမားတဦးဖြစ်လာစေခဲ့ပါတယ်။ထူးခြားချက်နောက်တစ်ခုအနေနဲ့တော့ Giggs ဟာ Manchester United ကစားသမားဘဝပွဲပေါင်း963ပွဲထိကစားခဲ့ပေမဲ့တစ်ချိန်တစ်ခါမှအနီးကဲပြသခြင်းမခံခဲ့ရပါဘူး။ကစားသမားဘဝကိုအချိန်အကြာကြီးဖြတ်သန်းခဲ့ပေမဲ့ Giggs ကတော့တက်ရှင်းရှင်းပဲကစားခဲ့ပြီးတော့နာမည်ကျမရှိပဲကစားခဲ့ရပါနိုင်ငံအသင်းဘက်ကိုကြည့်ရင်လည်း Giggs ကဝေးလက်ရွေးစင်အသင်းအတွက်64ပွဲကစား12ဂိုးသွင်းယူခဲ့တယ်လို့ Great Britain အတွက်လည်း4ပွဲကစား1ဂိုးသွင်းယူထားခဲ့ပါတယ်။ကစားသမားဘဝကအနားယူအပြီးမှလည်း Giggs က Manchester United ရဲ့ယာယီနီးပြလက်ထောက်နီးပြတာဝန်တွေအပြင်ဝေးအသင်းရဲ့နီးပြတော်ဖြစ်လဲတာဝန်ယူခဲ့ပါသေးတယ်။ Giggs ကတော့ကစားသမားတိုင်းလေးစားအားကြရတဲ့ကစားသမားဘဝတစ်ခုကိုပိုင်ဆိုင်ထားခဲ့ရပါ။ဒါကတော့ United ပရိသတ်တွေရဲ့ချစ်တော် One Club Legend Ryan Giggs အကြောင်းကိုတင်ဆက်ပေးခဲ့ရပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအကြောင်းရှိသတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ Game Time Group Page ကို Like and Follow လုပ်ပြီးဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချုပ်လိုက်ပါတယ်